ပန်ယောင်ရင်မိသားစုကိုရှာကျွေးခဲ့ရတဲ့ဘွားကနေစုငွေသိန်းထောင်ကြီးရရှိကသူတဆုံလဗုဒ္ဓဝင်ပြိုင်ပွဲရဲ့ပထမဆုရှင်ဖြစ်လာတဲ့မအိတ်ချစ်သူရဲ့နောက်ွယ်ကအကြောင်းရင်းမိဘတွေအဆင်ပြေချမ်းသာမှတာသမီတွေပညာတတ်တဲ့အသိပညာကျော်ရတဲ့ဆိုတဲ့အယူအဆတွေလွှမ်းမနေကြောင်းသမီးလေးအင်းချစ်သူကထင်ထင်ရှားကြီးတက်တည်ပြလာခဲ့ပါတယ်2026ခုနှစ်အတွက်မြန်မာတနိုင်ငံလုံးဆိုင်ရာသူတဆုံလဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာပထမဆုကိုထိုက်တဲ့တန်တန်ဆုကိုရရှိခဲ့ပြီးတော့တတိုင်းပြည်လုံးရဲ့အထင်ကြီးလေးစားမှုတွေကိုသမီးလေးအင်းချစ်သူကရယူသွားခဲ့တာဖြစ်ပါတယ်သမီးလေးအင်းချစ်သူကပထမဆုရှင်ကြီးမလို့သိန်းပေါင်း1000ဆုချင်းကိုရရှိပြီးတော့တခြားအလူရှင်တွေရဲ့ချင်းများမှုတွေနဲ့အကျိုးသိန်းပေါင်း2400တီကိုဆုကိုရရှိခဲ့တာကတကယ်ကိုအားကျစရာပါရှင်ဒါပေမဲ့ပြည်သက်တွေတကယ်တမ်းလေးစားအတူယူအားကြရမှာကသမီးလေးရဲ့ဇွဲလုံးလောက်ဝရိယနဲ့ပင်ပန်းစင်းရဲစွာရှောက်ဖွေးစားတော့ပြီးတော့ဒီလိုပြိုင်ပွဲကြီးကိုအောင်နိုင်ခဲ့တဲ့စိတ်တက်လေးကိုပါသမီးလေးအင်းချစ်သူကဗုဒ္ဓဝင်ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်မြိုင်မှုစာပဲလုပ်နေရတာမဟုတ်ပဲမိသားစုစောင့်ဝင်နေအတွက်ပန်းရောင်ရင်နဲ့ပင်ပန်းစွာရှောက်ဖွေးကျွေးမွေးခဲ့ရပါတယ်မိသားစု9ယောက်မှာအကိုအကြီးဆုံးက10တန်းတောင်ဆက်မပြေနိုင်မယ်နိုင်ငံခြားကိုထွက်ပြီးအလုပ်လုပ်နေရတယ်လို့ဒုတိယအကြီးဆုံးဖြစ်တဲ့သမီးလေးအင်းချစ်သူကကိုဗစ်ကာလမှာပန်းရောင်ထွက်ခဲ့ရပါတယ်နေမကောင်းနေတဲ့မိဘနဲ့အငယ်ဆုံးညီမလေးကိုကြောင်းထားပေးနိုင်မှုပန်းချင်အောင်လေးကိုဆွဲပြီးတော့နေပူမရှောင်မိုးရွာမရှောင်ပန်းရောင်ရင်နဲ့ထမင်းစားဖို့ဆေးဖို့ရှာခဲ့ရတာကအရွယ်နဲ့မလိုက်အောင်ပါပဲရှင်မိသားစုတာဝန်ထမ်းနေရတဲ့ကြားကနေဗုဒ္ဓဝင်စာမေးပွဲကြီးကိုအောင်မြင်မြင်ဖြည့်ဆိုနိုင်ရမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့စာပေတွေကိုလည်းမပြတ်လေ့လာခဲ့ပါတယ်စိတ်ဓာတ်ကောင်းသူလေးမလို့ရုပ်ကလေးကလည်းချစ်မွေးပါပြီးတော့မြင်သမျှလူတိုင်းကချစ်ကြတဲ့အတွက်ပန်းဝင်ရင်နဲ့မုံပိုးလေးတွေမုံလေးတွေပေးသွားတာတွေလည်းရှိပါတယ်ဒါပေမဲ့ရသမျှမုံတွေကိုအိမ်ယူလာပြီးတော့မိခင်ဖြစ်သူနဲ့ညီမငယ်လေးကိုကျွေးမွေးတက်တဲ့အင်းချစ်သူလေးကမိသားစုပေါ်မှာတာဝန်ကျေလွန်းသူတယောက်ဖြစ်ပါတယ်။သမီးလေးအင်းချစ်သူရဲ့ညီမလေးချိုးဝီရဆိုရင်လည်းမမဒီလိုကြိုးစားနေတာကိုမြင်တော့သမီးအရန်လက်ဝမ်းနေမိတယ်။မမကြွယ်ဂုံယူပါတယ်လို့ပြန်ပြောခဲ့မိတာတွေစိုးခဲ့မိတာတွေကိုတောင်းပန်ပါတယ်ဆိုပြီးပြောနေပုံလေးကလူစင်ရဲပေမဲ့စိတ်ဓာတ်မစင်ရဲတဲ့မိသားစုပြီးသားလွန်ပါတယ်။အခုဆိုရင်တော့သူတဆုံလဗုဒ္ဓဝင်ပြိုင်ပွဲကြီးရဲ့သိန်းပေါင်း1200တဲ့မိကွန်းကြီးကိုလည်းပြေဆုံးနိုင်ခဲ့ပြီးတော့ဗုဒ္ဓဝင်သမိုင်းကြောင်းတွေကိုထုံးလုံးမွေရေလိုနောက်သိရှိနားလည်ပြီးတော့ပထမဆုရှင်အဖြစ်ထက်တိုက်တန်တဲ့ဆုချီးမြှင့်ခံခဲ့ရပါပြီ။ဒါကြောင့်နိုင်ငံခြားမှာပင်ပန်းစွာအလုပ်လုပ်နေတဲ့အကိုကိုလည်းအိမ်ကိုအမြန်ဆုံးပြန်လာဖို့နဲ့နောက်ဆုံးတော့မိသားစုတွေစုံလင်စွာနေနိုင်ပြီမလို့သမီးလေးအင်းချစ်သူကဝမ်းသာမျက်ရည်တွေနဲ့အခုလိုပြောလာခဲ့ပါတယ်။မိသားစုကဆင်းရဲလို့ကြောင်မထားနိုင်လို့ဆိုပြီးကိုယ့်ရဲ့ဘဝကိုအောက်ခြေမှာရက်တက်မနေပဲအခုလိုမျိုးတနိုင်ငံလုံးကလေးစားရတဲ့နေရာအထိရောက်အောင်စူးစမ်းနိုင်ခဲ့ပုံကဒီနေ့ခေတ်ကလေးတွေအတူယူရမှာပါ။အိမ်မှာကျောင်းမှာအေးစစ်စစ်စာကြက်ရုံပဲရှိတဲ့ကျောင်းသားကျောင်းသူတွေလည်းလမ်းမပေါ်မှာပန်းရောင်ရင်းနဲ့ဗုဒ္ဓဝင်စာမေးပွဲကြီးကိုပထမရအောင်ဖြည့်ဆို့နိုင်ခဲ့တဲ့သမီးလေးအင်းချစ်သူကိုကြည့်ပြီးတော့အရင်တစ်ခုရသွားမယ်လို့လည်းချင်ပါတယ်။သမီးလေးကရှမ်းပြည်ကိုကိုစားပြုရှင်မြိုင်ခဲ့တာဖြစ်ပြီးတော့ဒုတိယဆုရှင်လေးဖြစ်တဲ့သမီးလေးဟီတာမျိုးချက်ကလည်းအမှတ်တမှတ်ထဲနဲ့ဒုတိယနေရာကိုရောက်သွားခဲ့တာပါ။ဒီလိုမျိုးအနာဂတ်ရဲ့တားငယ်သမီးငယ်လေးတွေရဲ့ကြိုးစားအထောက်အမှုတွေကိုအများကြီးမြင်တွေ့ခဲ့ရပြီးတဲ့နောက်နှစ်ကြွေးမှလည်းသမီးလေးအင်းချစ်သူလိုမျိုးပဲထူးချွန်တဲ့သူလေးတွေပေါ်ထွက်လာအောင်ပါပါ။ကြိုးစားနေတဲ့လူငယ်တွေအများကြီးတွေကမှမိသားစုကိုလှုပ်ကြွေးရင်းနဲ့ဗုဒ္ဓဝင်စာမေးပွဲကြီးကိုတနိုင်ငံလုံးအကြိုင်းကြာနဲ့ပထမဆုကြီးရရှိအောင်ဖြစ်ဆိုနိုင်ခဲ့တဲ့ရှမ်းပြည်နယ်ကသမီးလေးအင်းချစ်သူကိုလေးစားမိတယ်ဆိုရင်ဂုဏ်ပြုစကားလေးတွေပြောသွားပေးခဲ့ကြပါအောင်ရှင်။